ရွှေရောင်ဆန်ရွှဲရှင်မင်းသမီးလေးရာပုံစံဟိုရှိတုန်းကကောင်းကင်ရံကနေနေအောင်ကြည်တန်းတစ်ခုမြေပြင်ပေါ်ကိုကျဆင်းလာခဲ့ရာကနေထူးဆန်းတဲ့ရွှေရောင်မော်ပန်းပွင့်လေးတစ်ပွင့်ပေါက်ဖွာလာခဲ့တဲ့ရုပ်ဆိုးအိုစာနေတဲ့စုံမကြီးတစ်ယောက်ဟာဒီမော်ပန်းပွင့်လေးကိုမတော်တဆရှာဖွေတွေ့ရှိသွားခဲ့တာပေါ့အဲ့ဒီပန်းပွင့်လေးရှိမှတချင်းဆိုလိုက်ယုံနေတဲ့သူမရဲ့နုပြိုမှုကိုပြန်ရနိုင်တာမို့စုံမကြီးဟာအသက်ရှင်နေနိုင်ဖို့အတွက်ပန်းပွင့်လေးကိုတခြားသူတွေမမြင်အောင်ဝတ်ထားလိုက်တယ်နောက်ပိုင်းမှာတော့တိုင်းပြည်ရဲ့မိဖုရားကြီးဟာကိုဝင်အရင်အမာနဲ့ပြင်းထန်တဲ့ယောဂဝေဒနာကိုခံစားခဲ့ရတဲ့ဘရင်ကြီးကဒီရွှေရောင်မော်ပန်းပွင့်အကြောင်းကြားသိရတာကြောင့်စစ်တီတော်တွေကိုအရှာခိုင်းခဲ့ပြီးနောက်ဆုံးမှာတော့စစ်တီတွေဟာပန်းပွင့်လေးကိုအမြင့်ပါမကျန်တူးဖော်ရရှိခဲ့ကြတယ်သူတို့ဟာမော်ပန်းပွင့်ကိုဆေးဖော်ဆက်ပြီးမိဖုရားကြီးကိုတိုက်ကြွေးခဲ့ရယောဂပျောက်ကင်းသွားရုံတည်းမကပဲချစ်စရာကောင်းတဲ့သမီးတော်လေးတစ်ပါးကိုပါဖွားမြင်ခဲ့တယ်သမီးတော်လေးကိုရာပုံစဲလို့အမည်ပေးခဲ့ပြီးသူမမှာတောက်ပတဲ့ရွှေရောင်ဆန်ကေတာတွေရှိနေခဲ့တယ်သူမဟာခမဲတော်နဲ့မဲတော်တို့ရဲ့ရင်းနှသေးချာအဖိုးတန်သမီးလေးပေါ့ဒါပေမဲ့ဒီရွှေရောင်စပင်တွေရဲ့စွမ်းအားအစစ်အမှန်ကိုတော့စုံမကြီးတယောက်ပဲသိခဲ့တယ်ဒီစပင်တွေကိုသာပိုင်ဆိုင်ရင်သူမဟာထာဝရနုပြိုနေမှာဖြစ်လို့မိန်းကလေးရဲ့စပင်တစ်မြင့်ကိုဖျက်ယူလိုက်တဲ့အခါမှာတော့ထူးဆန်းစွာပဲအဲ့ဒီစပင်ဟာချက်ချင်းမင်းနဲ့သွားပြီးစုံမကြီးရဲ့အရေးပြားတွေလည်းပြန်လဲဥစားသွားခဲ့တယ်ရာပုံစဲရဲ့စပင်တွေဟာခန်းဒါကိုကနေကြွားကျသွားတာနဲ့မော်စွမ်းအားပျောက်ကွယ်သွားမှန်စုံမကြီးသိလိုက်ရတာပေါ့နုပြိုမှုကိုအသေးအတန်လိုချင်နေတဲ့စုံမကြီးဟာမင်းသမီးလေးကိုခိုးယူပြီးတောနက်ထဲကကြောက်မြော်စင်အမြင့်ကြီးပေါ်မှာပိတ်လောင်ထားလိုက်တယ်ပြီးတော့သူမကိုသူမရာပုံစံရဲ့အမေလို့ယုံကြည်အောင်လှည့်စားထားခဲ့တယ်နေတိုင်းစပင်းတွေဖြီးပေးပြီးတချင်းဆိုခိုင်းရင်မော်ဆွမ်းအားကိုပြန်ရနေတဲ့အတွက်စုံမကြီးဟာရာပုံစံကိုဒီမြော်စင်ပေါ်မှာပဲထာဝရပိတ်လောင်ထားဖို့ဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့ရာပုံစံဟာငငယ်ကလေးကလှုပ်ဝက်ချက်တစ်ခုကိုသတိထားမိခဲ့တယ်အဲ့ဒါကတော့နှစ်တိုင်းသူမရဲ့မွေးနေ့ရောက်ရင်မရေမတွက်နိုင်တဲ့မိဘုံပြန်လေးတွေကောင်းကင်ရံမှာလွင့်မျိုးနေတတ်တာပါပဲတကယ်တော့အဲ့ဒါဟာပျောက်ဆုံးသွားတဲ့သမီးတော်လေးမြင်တွေ့ပြီးအိမ်ပြန်လန်းကိုရှာတွေ့ပါစေတော့ဆိုတဲ့မျှော်လင့်ချက်နဲ့ဘရင်နဲ့မိဖုရားတို့ကလွတ်တင်နေခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ပဲ18နှစ်တာအချိန်တွေကုန်ဆုံးသွားခဲ့တယ်ဒီနှစ်တွေအတွင်းရာပုံစံဟာတငယ်ချင်းတယောက်မှမရှိပဲမျှော်စင်ပေါ်မှာပဲဖြတ်တန်းခဲ့ရပြီးပုတ်တင်ညိုလေးတစ်ကောင်ပဲသူမရဲ့တူးတဲ့တော့အဖို့ဖြစ်ခဲ့တယ်သူမရဲ့ရွှေရောင်စပင်တွေဟာလည်းအခန်းတစ်ခုလုံးပြည့်ရှံသွားလောက်အောင်မတွေးဝင်စရာလျားအထိရှည်လျားလာခဲ့တယ်ဒါပေမဲ့လည်းရာပုံစံဟာသူမရဲ့တကယ်အဆင့်တန်းမှန်ကိုဘာမှမသိရှာဘူးစုံမကြီးလိုအပ်တဲ့အချိန်တိုင်းအောက်ကနေလှမ်းအောင်ခေါ်ရင်ရာပုံစံကစပင်တွေကိုတွဲလောင်းချပေးပြီးစုံမကြီးအပေါ်တက်လာဖို့ကူညီပေးခဲ့ရတယ်တနေ့မှာတော့ရာပုံစံဟာတက်တီမွေးပြီးစုံမကြီးကိုပြောလိုက်တယ်မနက်ဖြန်ကသမီးရဲ့မွေးနေ့မို့လို့အပြင်ထွက်ပြီးကဘာကြီးကိုလေ့လာချင်တဲ့မိမိဒါပေမဲ့စုံမကြီးကဘာမှမစင်စားပဲချက်ချင်းရင်းဆိုလိုက်တယ်အပြင်ကဘာကအရန်အနေရများတယ်လူသားစားတဲ့ဘီလူတွေလူဆိုးလူမိုက်တွေနဲ့ပြည့်နေတာအဆိုးဆုံးတရဝါကတော့လူတွေပဲသူတို့မှာဆူရှာတဲ့သွားတွေရှိပြီးမိန်းကလေးချောချောလေးတွေရဲ့နှလုံးသားကိုစားရတာထက်ပြောစရာမရှိဘူးစိတ်တောင်မကူးနဲ့အမေနားမှာပဲဘေးကင်းကင်းနေစမ်းစုံမကြီးထွက်သွားပြီးနောက်မှာတော့ရာပုံစံဟာတရင်ပေါက်ကောင်မှမိပြီးမျော်စင်ကနေထွက်ခွာခွင့်ရဖို့အိမ်မက်မက်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲလူတစ်ယောက်ဟာမျော်စင်စီကိုအသေးအတန်ပြေးလာခဲ့တယ်သူကတော့ယူချင်းလို့ခေါ်တဲ့ခိုးရပါတခိုးတစ်ယောက်ပေါ့သူဟာနာမည်ကြီးလူဆိုးနှစ်ယောက်နဲ့ပူးပေါင်းပြီးတော်ဝင်တရက်ဖူကိုခိုးယူခဲ့တာကြောင့်အခုတော့နန်းတော်ဆောင်ရဲမက်တွေရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံနေရတာပါယူချင်းဟာမြေပြင်နေထားကိုအတုံးချပြီးစစ်တီတွေကိုမျက်ခြေဖြတ်ခဲ့ပေမဲ့လင်မြန်တဲ့မြင်းဖြူတကောင်ကတော့သူ့နောက်ကိုကပ်လိုက်လာနိုင်ခဲ့တယ်သူဟာနွယ်ပင်တွေကိုတုံပြီးစစ်တီတွေကိုမြေပြင်ပေါ်လဲကျအောင်လုပ်ခဲ့ပြီးနောက်မြင်းပေါ်ကိုခုန်တက်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ရုတ်တရက်မြင်းကချက်ချင်းရက်လိုက်ပြီးယူချင်းကိုစိုက်ကြည့်ပါတော့တယ်ယူချင်းဘလို့ပဲစကြိုးကိုဆွဲဆွဲမြင်းကမလုပ်ဘူးပြီးတော့မြင်းကတရဖူပါတဲ့အိတ်ကိုမြင်သွားပြီးလှမ်းကိုက်လိုက်ရကနေရုံရင်းဆန်ခတ်ဖြစ်ပြအိတ်ကအနီးနားကတစ်ပင်ပေါ်ကိုလွင့်ဆင်သွားခဲ့တယ်သူတို့နှစ်ယောက်လုံးအိတ်ကိုအရင်ရဖို့အပြိုင်ဆိုင်ပြေးကြတာပေါ့မြင်းကတစ်ပင်စီအရင်ရောက်တော့မဲ့အတူတူယူချင်းကမြင်းရဲ့ကြောပေါ်ကိုခုန်တက်လိုက်တယ်ဒါကမြင်းကိုဒေါသထွက်စေပြီးယူချင်းကိုနင်းချေပြစ်ချင်စိတ်ပေါက်သွားစေတယ်ယူချင်းအိတ်ကိုလှမ်းဖမ်းလိုက်တဲ့အချိန်မှာပဲတကိုင်းကကျိုးသွားပြီးမြင်းကောယူချင်းကောတောင်ဆောင်အတိုင်းလိမ့်ကျသွားခဲ့ကြတယ်မြင်းကသတိပြန်ရလာတဲ့အခါယူချင်းကိုခွေးတကောင်လိုနှာခေါင်းနဲ့လိုက်ရှာပေမဲ့သူကမြင်းဖြစ်နေတာကြောင့်ရှစ်တက်တက်မှရှိနေတာတော့ရှာမတွေ့ခဲ့ဘူးအဲ့ဒီအချိန်မှာယူချင်းကတော့ကူတစ်ခုတည်းကိုပြုတ်ကျသွားပြီးအထဲမှာအမြန်ပုံးလိုက်တဲ့မြင်းကအပြင်မှာရှာနေတော့မဲမို့သူကကူထဲကိုပိုနှက်အောင်တိုးဝင်သွားခဲ့တဲ့အံ့ဩစရာကောင်းတာကအဲ့ဒီကူဟာခြံဝမ်းတစ်ခုစီကိုပေါက်နေပြီးအဲ့ဒီနေရာမှာတော့ထူးဆန်းတဲ့ကြောက်မြော်စင်ကြီးတစ်ခုမမတ်ရက်တည်နေခဲ့တယ်